ဒါကြပလင်းပုံနော်ဒါ olive wine blend အဲ့တော့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဆိုင်နေရတော့အီတလီစီချက်ခေါက်ဆွဲချက်ပြောင်းပါနော်အီတလီစီချက်ခေါက်ဆွဲနာမည် Alio Olio ဘာဖြစ်လို့ဒီရက်ပိုင်းမှာဘာလို့အဲ့ spaghetti ပဲချက်ပြနေလဲဆိုတော့ spaghetti ပဲစားခြင်းလို့ပေါ့နော်ဆိုတော့အဓိက spaghetti ချက်ဖို့တက်ကAlio Olio ချက်ဖို့တက်ကမပါမဖြစ်ကတော့ဒီ extra virgin olive wine ဖြစ်ပါတယ်ဒီ extra virgin olive wine ကအခု market ထဲမှာတွားချကြည့်ဘယ်မှမတွေ့တော့လုံးဝမရှိတော့ဘယ်လိုချက်ချမရှိတော့ဘာဖြစ်လဲဆိုတော့ဝင်လို့ပေါ့နော်ဆိုတော့ extra virgin olive wine ကအခုဒီ mushroom kitchen မှာရှိသေးတယ်ဆိုတော့ဒါလေးရထားတယ်။ဟောတသိန်း1000လား1000လားမသိနော် extra virgin အဲ့တော့ extra virgin နဲ့ရိုးရိုး olive wine နဲ့ဘာကွာလဲဆိုတော့မင်းအရင်ရှင်းပြအဲ့တော့ olive wine ကဒါရိုးရိုးတန်လွင်စီရိုးရိုးဒါတန်လွင်စီကိုမှသူ extra virgin ကိုတိကျစစ်ထားတော့ဘယ်လိုစစ်တာလဲဆိုတော့ဒီစီထုတ်တဲ့ခါမှာသူတန်လွင်သီးကိုမှ cold press လုပ်တယ် cold press ဆိုတာကျတော့အဲ့ဟိုအပူတွေမပါဘူး chemical မထည့်ဘဲနဲ့လုံးဝအသီးကိုညှစ်ပြီးတော့မှအစီထွက်လာတဘာဝကြကြလေးထွက်လာတဲ့အတွက်သူ့ရဲ့ထဲမှာပါတဲ့ nutrition အပြည့်ပါတယ်အနံ့ရတယ်လည်းပိုပြည့်စုံတယ်ပို့ပြီးတော့လည်းစားလို့ကောင်းတယ်ကျမကြီးလည်းပို့ပြီးတော့ကောင်း olive ကကြတော့ကျမကြီးကသူ့လောက်တော့ဟိုအာဟာရတွေမပါတော့ဘူးဘာဖြစ်လို့လဲဆိုတော့ तू က chemical တချို့ကခါကျ chemical တော့ခါကျအပူသုံးတဲ့အတွက် तू ကတဘာဝတိုင်းမဟုတ်ဘဲနဲ့ဆက်နဲ့အဲ့လိုမျိုးလုပ်လိုက်တဲ့အတွက် तू က nutrients တွေနည်းနည်းလျော့သွားတယ်ဒါပေမဲ့ဘာပြောကောင်းတယ်မှာပါသေးရဲ့အဲ့တော့အခု market ထဲမှာဘာရှိလဲဆိုရှင် avocado extra virgin olive wine ရှိတယ် coconut wine extra virgin olive wine ရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ तू ကsmoke point အနေနဲ့မြင့်ဒီကောင် smoke point ကနည်းနည်းလေးပဲရှိတယ်အဲ့တော့ဘာဖြစ်လို့ဒီကောင်ကိုသုံးတာလဲဆိုတော့ခဏလေးကြာလို့ရှိရင်မင်းတို့ကဒီကြက်သွန်ဖြူကိုစီတက်မှာပေါ့နော်အီတလီစီတက်မှာကြက်သွန်ဖြူအီတလီစီတက်မှာဆိုတော့တူဝါမှာဆိုတဲ့အတွက်သူက smoke point နေတော့အဆင်ပြေavocado extra virgin olive wine ကျ smoke point အရင်မြင့်ဘယ်သူရဲ့အစီရတာလည်းအရင်များတယ်ပို့ပြီးတော့အရသာပို့ပြီးတော့ rich ဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါကြတော့ခဏလိုမျိုးအကြော်တွေမှာသုံးတာပိုကောင်းတာပေါ့နော်ဒီဟာကြတော့ခဏလိုမျိုးဟိုရွက်တုပ်တွေပေါ့အပေါ်မှာဖြူတာတို့အခုဒီ Alio Olio တို့တာမျိုးဆိုရှင်အရင်အဆင်ပြေဆိုတော့ဒါလေးကိုရှင်းပြတာပါအဲ့တော့ Alio Olio မှာလည်းလိုပဲ traditional နဲ့ non traditional နှစ်ခုရှိရပါတော့အဲ့တော့ traditional မှာရှင်းတယ် extra virgin olive wine ပါမယ်ငရုတ်သီးမှုတ် chili flake ပါမယ်ပြီးရင်ကြက်သွန်ဖြူပါမယ်ပြီးတော့စားပါမယ်ပြီးတော့နေကောင်းပါမယ်ဒါပဲပေါ့နော်အမှန်ဒါပဲဘာလို့လဲဆိုတော့ဟိုအရင်ဒုတိယကမ္ဘာစစ်ကြီးပြီးမှဒီအီတလီတောင်ပိုင်း Naples ဆိုတဲ့ဒေသမှာတို့ကဒါပဲရှိတယ်အဲ့တော့ရှိတာလေးနဲ့သူကဖြစ်အောင်စားတာပေါ့နော်မတို့တော့ကဈေးပေါ်ရပြောဒါပေမဲ့ကျွန်တော်တက်ကြဈေးမပေါ်ဘူးဆိုတော့ဒီ olive wine တပလင်းတန်ဖို့ကအရင်များပါတော့ဆိုတော့မင်းစမ်းဒါ traditional ချင်းနဲ့လည်းချက်ပြမယ် non traditional ကြပါလဲဆိုခဏလိုမျိုးတော့ပဇွန်တွေထည့်တာတွေဘီကွန်တွေထည့်တာတွေပြီးတော့ဒီတမယိုသီးညှစ်စားပါမျိုးစုံလာကြပါတော့ဆိုတော့မင်းကနှစ်မျိုးလုံးနဲ့စားပြမယ်အဲ့ဒါကိုစားပြဖို့တက်ကဒီက spaghetti ကမင်းက angel hair ကိုရွေးထားတယ် angel hair ကကျတော့ number 1အသေးဆုံးအပါဆုံးအမြင့်လေးတွေနံပါတ်ကြီးလာလေးလေအလုံးဝကြီးလာလေးလေအဲ့တော့ဒါ spaghetti ဆိုတာကျတော့ pasta အောက်မှာပါတာပေါ့နော် spaghetti အကုန်လုံးက pasta ဆိုတော့ဟုတ်တယ်ဒါပေမဲ့ pasta တိုင်းက spaghetti မဟုတ်အဲ့ဆိုတော့ဒီ pasta ရဲ့အောက်မှာမခဏလို့အလုံးတွေအပြားတွေ shape ကမျိုးစုံရှိတယ်အဲ့တော့ spaghetti ဆိုတာနဲ့ဒီအချောင်းမျိုးပြင်းနေရတာအဲ့တော့စပြီးတော့ပြုတ်ဖို့အတွက်ဒီဘက်မှာ unit တင်မယ် unit ကိုစူအောင်တင်မယ်အဲ့တော့အခု unit ပြုတ်ထားတဲ့အချိန်မှာမင်းစံတော့ဒီ garlic လေးတွေကိုလီးလိုက် garlic ကိုထူလဲရတယ်ခြေလဲရတယ်ပပလီးလဲရတယ်မျိုးစုံပေါ့နော်အဲ့တော့ဟိုတချို့ကတော့ garlic ကို100 gram မှာဆိုတော့လုံးမဲ့သုံးတာမင်း250 gram ချက်မှာဆိုတော့အမှန်3လုံးမဲ့သုံးအောင်ဒါပေမဲ့မင်း garlic ကိုများများလေးချက်တော့များများလေးလုပ်အဲ့တော့ဒါလေးတွေကို slice လေးလှီးလိုက်နော်အခု spaghetti ကပြုတ်မယ်ဆိုတော့ तू ကအချိန်3မိနစ်ပဲကြာဘာဖြစ်လဲဆိုတော့3မိနစ်ပဲစောင်းတယ်3မိနစ်ပဲကြာဘာဖြစ်လဲဆိုတော့ तू ကအရန်သေးတယ်အမြင်လေးတွေဆိုတော့3မိနစ်ပဲကြာမှာဆိုတော့အရင်ပြုတ်လိုက်လို့ရှိရင်ခောက်ဆွဲပွားသွားတယ်အဲ့တော့ခောက်ဆွဲကိုအရင်မပြုတ်သေးဘူးဘာလို့လဲဆိုတော့စီချက်ချက် Italian စီချက်ချက်မှာဒီဘက်ဝေးနာသမီးအေးလေးထဲမှာမင်းတို့ကစီကို6ဆွန်းလာလောက်ရှိအောင်ထည့်လိုက်ပြီးလို့ရှိရင်ကြက်သွန်ဖြူနဲ့ဟိုဒီထည့်မယ် chili flake လေးပါတက်ထည့်လိုက်ပါဆက်စလေးစားစားနေနေတယ်မယ်စားအများကြီးမထည့်ဖို့သတိထားမလို့ဆိုတော့စားများထည့်လို့ရှိရင်ခါကျရင်ဒီရေကိုယူသုံးလို့ရှိရင်ညံ့ညံ့သွားလိမ့်မယ်
ဘောကမီအေးထားတဲ့အချိန်မှာမင်းတို့ spec လေးစပြုံးမယ်ဒီတစ်ထုံလုံးကကျ500 gram နော်မင်းတို့တက်ဝက်ပဲထည့်တော့ twist ဝင်မယ်မင်းတို့ဒီ starchy water လေးယူမယ် water လေးယူပြီးတော့ဒီထဲကိုထည့်လိုက်သူ့ရဲ့အပူချိန်လေးရောပြီးတော့ဝင်ပြီးမယ်ဒီက sauce ရအောင်လို့ပေါ့နော်ဒီထဲမှာဆိုရှင် olive wine ပါတယ်ပြီးရင်ခုနဒီ starchy water စားရည်နဲ့ပြီးရင်မွေပြီးတော့မကြခင် sauce ဖြစ် cream မပါဘဲနဲ့ cream ဖြစ်အောင်လုပ်တော့နော်ဒီကောင်ထဲမွေမယ်ဒီစီချက်ခောက်ဆဲလေးဟာအခုဒီလိုမျိုးဒီစီနဲ့ရေနဲ့ထဲမှာပါတဲ့အရာဓာတ်တွေအကုန်လုံး combine ဖြစ်တော့ပြီးရင် sauce လေးနဲ့ဒီဖြစ်လေးဖြစ်တော့အခုဆိုမပြည့်သေးအဲ့တော့မင်းကဘာထည့်လုပ်မလဲဆိုတော့ extra virgin olive oil ထည့်ထည့်မယ်Italian flat basket ထည့်ပြီးရင်ဒီ starchy water ထည့်ထည့်မယ်sauce ကိုထပ်ပြီးတောင်းထည့်လိုက်စီနည်းနည်းထည့်မယ်ဘေကွန်ထည့်မယ်spaghetti ရရတယ်။ရောထည့်လိုက်စီဒီဘက်ကတော့ classic traditional aglio olio ပေါ့နော်ဒီဘက်ကကျတော့ modernize လုပ်ထားပါပေါ့နော်စားနေတက်ထည့်တာ cheese တွေရော basil တွေရော bacon တွေရောဟို lemon အောင်ပါလေ lemon လေးပိုင်းညှစ်ပြီးတော့ချင်းလေးစားအောင်နော်ဆိုတော့ဒါကတော့ traditional classic မဟုတ် classic ကဒီမှာဒါပေမဲ့သူက angel hair သုံးတာပေါ့နော် angel hair နဲ့ lime လိုက်ကတော့မသိဘူး angel hair နဲ့ကြောက်လေဟို aglio olio ဘာနဲ့တူသွားလဲဆိုတော့မင်းတို့မြန်မာခောက်ဆွဲသုံးနဲ့တူသွားတယ်မုတ်ပတ်သုံးနဲ့တူသွားတယ်ရတာကြတော့သူကအဲ့ garlic ရယ် olive က garlic ငရုတ်သီးရဲ့အရသာအဲ့ရိုးရိုးလေးပဲရိုးရိုးရှင်းရှင်းနဲ့စားကောင်းတော့နော်တဒါစားပါမြတ်တိတော့မကောင်းဘူးဒါပေမဲ့ဒါအောင်လေးကပို့ပြီးတော့မှုေးရအောင်နော်ဘဇွန်တို့ဘေကွန်တို့ပါမင်းအောင်လက်မလေးတက်ညစ်လိုက်အမင်းအပွား cheese ပါထပ်အုပ်ထားတော့ဟိုရတာအနေတော့ပြောက်သွားတယ်
သူလည်းတစ်မျိုးကောင်းဟိုလည်းတစ်မျိုးကောင်းအဲ့လိုက်ဖက်ဆုံးကဒီ thick spaghetti နဲ့လိုက်မင်းခုန angel head အသေးလေးကြိုက်ဒါကောင်းparmesan cheese 也不错呀。parmesan cheese parmesan ကတော့လေးတက်ပါရတာပို့ပြီးတော့ကောင်းတယ်哇 parmesan လည်းကြာတော့ရတာပို့ပြီးသားတယ်traditional နဲ့ modern ဆိုရင် modern ပိုကြိုက်ရအောင်နော်။ဒီ modern ကြပါဖြစ်သွားတယ်ဆိုတော့သူတို့ရဲ့ဒီ classic aglio olio ရဲ့ original ပြောက်သွားတယ်။မင်းတို့မြန်မာရောကမော်ရင်ငါ့ကိုသူ့မော်ရင်ငါတက်တဲ့တိုင်းပဲကြိုက်တယ်။မော်ရင်ငါ့မှာတားပြီးတော့ပဇွန်နေဝတ်သားရထည့်ရင်ကြိုက်မှာမဟုတ်ဘူးဟုတ်မှာအလီယိုလေးစားကြည့်လို့ရှိရင်အိမ်မှာလောက်စားကြပါတခြားချက်စေခြင်းတဲ့ menu လေးရှိနေပြောပါမင်းနဲ့တူတူဝိုင်းချက်ကြ